ခံစား၍900လုံးမြောက်69ခုနှစ်သို့ရောက်ရှိလာတဲ့ယခုလိုအခါသမယမှာဖြင့်သဗ္ဗောရိသာတရယနဲ့မဝင်သူတော်စင်ပေါင်းတို့ကိုယ်စိတ်နှပြရွှေလန်းချမ်းမြေ့တော်မူကြပါစေခင်ဗျာမြောက်ဖဖနဲ့သဗ္ဗောရိသာတရယနဲ့မဝင်သူတော်စင်ပေါင်းတို့ရဲ့ရှေ့မောက်မှာဒီလိုဝေယဖူးတွေ့နေရတာအပြည့်ဝေကြောရက်ွက်ဘုံဆုံးမှာမိဘကအာယုဆွာဝပိတိမှာဒီမူจิตပကသောတရား32တိမြောက်ဘုရားရှင်မူပြုသောဘန္နာတော်ရှင်သူမြတ်တရား69ပါးတို့ဟာသာယဓမ္မတိကပ္ပသာသဘာကြောဝိပရိသမေนั่นเนี่ยมาตาကိစ္စပါသူကြောင့်နေရာစုစုတို့ကိုသူသားကြကုန်သည်ဝါခိကာလနိဗ္ဗာန်ဘာကြောင့်လောက်လူသူတော်ဝဲပြီးတရားပဲဖြစ်ပါတယ်ခင်ဗျာမတ်ဘေးဟမှာသွားမြောငါရမြောကနေနေပဲတော့လာဒီအဲ့နဲ့မမနဲ့တို့ကိုနားလာတယ်လားသူအဲ့နဲ့မကိုနားလာပြီဖြစ်နေကိုအဲ့နော်နေတော့အမလေးရပြီလားဒီနာသူခါနားလဲ可以啊。
နာစာတန်းတော့လောင်းနေနေပဲနာပြေရလားအမှုစစ်တာမဟုတ်ဒီမှာခဲဥစားဒီဘောမင်းမကိုအမှုပြော ပြောတောင်းမှာပဲရရ မငါအမှုမပြောသေးအမှုမပိုးဝဲရော ပါမတော့ဟုတ်လားအနေလား ကိုမျိုးတော့တာပြီပေါ့ ဟဲ့နော်အပပဖောက်ထားရကျန်တော့ပတ်ချုံရမှာတုံးနေတယ် ဆက်စကောမစားတဲ့ကိမကီအကီပြင်းဝဲပြေးရနေရလဲကြာကောတမောင်ငယ်